တွေရဲ့စကားတွေကြားမှာကိုတန်တရားဝင်ပြီးလမ်းပြောက်ဖူးပါသလားဘဝမှာအရေးကြီးဆုံးကဘယ်သူကကိုယုံကြည်လဲဆိုတာတဲ့ကိုယ်တိုင်ကကိုဘယ်လောက်ယုံကြည်လဲဆိုတာပါပဲပြီးပြည့်စုံနေစရာမလိုပါဘူးနေကတဲ့ဒီနေ့တလန့်ချင်းစီတိုးတက်နေဖို့ပဲလိုရာပါကိုရဲ့အားနဲ့ချက်တွေကိုလက်ခံပြီးကိုမရှိတဲ့ထူးခြားတဲ့အရေးအချင်းတွေ